အသက်ကြီးလို့အထီးကျန်တဲ့အခါမှာဒီနည်းလမ်းသုံးခုကိုလုပ်ကြည့်ပါဦးဇင်းတို့တွေဟာဒီအသက်ရွယ်ကြီးလာတဲ့အမျှအထီးကျန်လာတတ်ကြတယ်ကိုမွေးထားတဲ့သားသမီးတွေကလည်းပဲချိန်တန်ရွယ်ရောက်ပြီးတော့သူတို့လုံးနဲ့သူတို့အလုပ်တွေသွားကြတယ်ကိုယ့်ရဲ့အမြင့်တွေကလည်းပဲကျောင်းသားတွေကျူရှင်သားတွေနဲ့အလုပ်ရှုပ်နေတော့ကိုနာကိုလူတွေကတိတ်မကတ်တော့ဒါတဘာဝပဲအသက်ကြီးလာရင်ကိုနာကိုကတ်ချင်တဲ့လူတွေရှားလာတယ်အဲ့ဒီခါမှာကိုတွေကဒီအထီးကျန်လာတတ်ကြတယ်ပေါ့နော်အဲ့လိုအထီးကျန်လာပြီဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီချက်၃ချက်ကိုလုပ်ကြည့်ပါစာပရိထန်လေပြေကလေးမိအောင်ဖမ်းတဲ့နော်၃ချက်ထဲပေါ့စာဖတ်ပါတဲ့ပရိစိတ်ပါလေပြေကလေးမိအောင်ဖမ်းဆိုတာတရားထိုင်မှာဝင်လေထွက်လေမှတ်တာပေါ့နော်အဲ့ဒီ၃ချက်လုံးမယ်ဆိုလို့ရှိရင်ကိုအထီးကျန်မှုတွေဟာနည်းနည်းလျော့ပါသွားလိမ့်မယ်အကြောင်းလုံးဆိုတော့စာဖတ်တယ်စာတဲ့ကိုအောင်ရောက်နေတဲ့သူကကိုယ့်ရဲ့နောက်ကိုဘယ်သူမှလာကတ်တာတော့မှသူတိတ်မကြိုက်တော့ဘာလို့လဲဆိုတော့ကိုစာဖတ်နေတဲ့ပြတ်သွားမှာဆိုလို့အဲ့တော့စာပေနဲ့မွေးလျော်နိုင်တယ်ပျော်နိုင်တယ်ဆိုရင်ဘယ်သူကိုနောက်ကိုကတ်မကတ်ကိုစာပေနဲ့ပျော်နေတာဖြစ်တဲ့အတွက်အထီးကျန်တယ်လို့လေကိုတွေးမှာမဟုတ်ဘူးငါတယောက်တည်းနေရတယ်ဆိုပြီးတော့လေအားငယ်စိတ်တွေဝင်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကိုအထီးကျန်တယ်လို့ခံစားရတယ်ဆိုလို့ရှိရင်စာအုပ်စာပေတွေနဲ့မွေးလျော်အောင်ဒီလိုပါစာအုပ်စာပေတွေဆိုတဲ့နေရာမှာလည်းပဲခုနကပြောခဲ့တဲ့အသက်ကြီးပိုင်းတွေအတွက်ကတော့ငုံဆရာတော်ရေးသားတော်မူတဲ့မဟာဗုဒ္ဓဝင်စာအုပ်တွေဖတ်မယ်ဓမ္မပဒစာအုပ်တွေဖတ်မယ်မြန်မာပြန်နေရှိပါတယ်เนาะဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်မယ်အဲ့လိုဖတ်တဲ့အတွက်ကြောင့်ကိုတိုင်းလည်းပဲသိဉာဏ်ဖူးတူတာတွေကျွယ်ဝတဲ့လူကြီးလူကောင်းတယောက်ဖြစ်မယ်အထီးကျန်ခြင်းတွေကိုလည်းပယ်ရှားနိုင်မယ်နောက်တစ်ချက်ကပရိစိတ်တာပေါ့နော်ပရိစိတ်တယ်ဆိုတာကသမထအလုပ်ပေါ့တမာတိခြူထောင်းတာဒီပရိထဲမှာစိတ်ကိုနှစ်ထားနိုင်တယ်ပရိတလုံးချင်းဒီတိုင်းမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုပွားနေနိုင်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်ကဒီထဲကိုရောက်နေပြီဆိုတော့ဘယ်သူတွေအနားလာမကတ်လို့လဲဝမ်းနေနေကြအကြောင်းမရှိတော့ဘူးဝမ်းနေနေမှလည်းမဟုတ်တော့ဘူးဘာကြောင့်လဲအာယုံကပြောင်းသွားပြီလေပရိထဲကိုရောက်သွားပြီအဲ့တော့တကယ်စိတ်အထဲမှာနှစ်ပြီးတော့ပရိစိတ်ချင်းဟာလည်းပဲအထီးကျန်တဲ့သူတွေအတွက်အကြီးမတန်ရလေတဲ့နည်းတစ်ခုပဲတချို့ကအထီးကျန်တာကိုနီးမမှန်နဲ့မဖြေရှင်းတတ်တော့အကြီးတန်တယ်လို့ထင်ကြတယ်အဲ့တော့အထီးကျန်နေတယ်လို့ထင်ရင်ဒုတိယတစ်ချက်အနေနဲ့ပရိစိတ်ပါနော်တတိယတစ်ချက်အနေနဲ့ကတော့လေပြေကလေးမိအောင်ဖမ်းတဲ့နော်လေပြေကလေးမိအောင်ဖမ်းဆိုတာကဝင်လေထွက်လေတိုင်းကိုကိုယ့်ရဲ့တတိနဲ့မှတ်သားတာကိုပြောတာတရားထိုင်တာကိုပြောတာအာနာပါနတတိပေါ့နော်အဲ့တော့တရားထိုင်နေတဲ့ပုဂ္ဂိုလ်တယောက်ကငါဘေးနာဘယ်သူလာမလဲလို့မျှော်နေမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူ့မှာဒီဝင်လေထွက်လေတွေကိုတတိနဲ့မှတ်နေရတယ်ခန္ဓာကဖြစ်ပျက်တွေကိုတတိနဲ့မှတ်နေရတာဖြစ်တဲ့အတွက်ကြောင့်ဘုရုကမှလည်းမျှော်လင့်နေမှာမဟုတ်ပါဘူးအဲ့တော့အထီးကျန်ခြင်းဆိုတာကလည်းသူ့အတွက်ကရှိမှာမဟုတ်ဘူးအဲ့တော့အထီးကျန်နေတဲ့နောက်တော့ပြန်လူကြီးတွေပေါ့နော်အထီးကျန်နေတဲ့လူကြီးတွေအတွက်နံပါတ်1စာအုပ်စာပေနဲ့မိုးလျော်အောင်ပြုလုပ်ပါစာအုပ်စာပေတွေဖတ်ပါနံပါတ်2ပရိစိတ်ပါနံပါတ်3တရားထိုင်ပါဒီ3ချက်လောက်နဲ့တွေကိုကိုယ့်ရဲ့အထီးကျန်မှုတွေဟာဒီပြပြောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့အသက်ကြီးတဲ့ပုံကိုယ်တွေမှမဟုတ်ဘူးတချို့အသက်ငယ်ရွယ်နေပေမဲ့လည်းအထီးကျန်တဲ့ပုံကိုယ်တွေရှိပါတယ်အဲ့တော့အထီးကျန်တယ်ဆိုတာကကိုယ့်ရဲ့ခံယူချက်ပေါ်မှာမူတည်တယ်ပေါ့ကိုယ်အပေါင်းအသင်းတွေမှတ်နေတယ်ဆိုရင်တော့အပေါင်းအသင်းမရှိတဲ့ကကိုအထီးကျန်တာပဲအဲ့တော့အပေါင်းအသင်းကိုလည်းမသိသလောက်မှတ်ရမှာဖြစ်သလိုအပေါင်းအသင်းမရှိတဲ့အခါတွေမှာလည်းကိုကဘယ်လိုနေထိုင်ရမလဲဆိုတာတွေကိုသိပြီးတော့နေထိုင်ကြဖို့လိုအပ်ပါတယ်အဲ့တော့အသက်ကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအသက်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအထီးကျန်နေတယ်ဆိုလို့ရှိရင်ဦးဇင်းတို့တွေကဘာလုပ်ရမလဲဆိုတော့ခုနကပြောတဲ့၃ချက်ကိုလုပ်ကြည့်ပါအထီးကျန်တာလေးတွေလျော့ပါတော့ပါလိမ့်မယ်